မာရာဒိုနာဟာကိုဘာအမေရိကဖလားကိုဘယ်တော့မှမရခဲ့ဘူးဘူးပီလီဟာဥရောပမှာဘယ်တော့မှမကစားခဲ့ဘူးဘူးဘယာစီရိုနာဒိုဟာချန်ပီယံလိဖလားကိုဘယ်တော့မှမရခဲ့ဘူးဘူးကီလီယန်အမ်ဘာပီဟာချန်ပီယံလိဖလားကိုဘယ်တော့မှမရခဲ့ဘူးခရစ္စတီယာနိုရိုနာဒိုဟာကမ္ဘာဖလားကိုဘယ်တော့မှမကင်ရောက်ခဲ့ဘူးဂရီးစမန်ဟာလာလီဂါဖလားကိုဘယ်တော့မှမရခဲ့ဘူးအင်နီယက်စတာဟာဘာလွန်ဒီယောကိုဘယ်တော့မှမရခဲ့ဘူးပန်စီမာဟာရွှေဖနက်စုကိုဘယ်တော့မှမဆွတ်ခူးခဲ့ဘူးနေမာဟာဘာလွန်ဒီယောကိုဘယ်တော့မှမရခဲ့ဘူးဟယ်ရီကင်းဟာစုဖလားတစ်လုံးမှမကင်မြောက်ခဲ့ဘူးယော်နယ်ဒီညိုဟာလိပိုင်ပွဲတစ်ခုရဲ့တွင်ကိုအများဆုံးကစားသမားဖြစ်ဘယ်တော့မှမပြီးဆုံးခဲ့ဘူးဇလာတန်အီဘရာဟီမိုဗစ်ချာချန်ပီယံလိဖလားကိုဘယ်တော့မှမရခဲ့ဘူးဘူဖွန်ဟာချန်ပီယံလိဖလားကိုဘယ်တော့မှမရခဲ့ဘူးလီဝင်ဒေါစကီဟာကမ္ဘာဖလားကိုဘယ်တော့မှမရခဲ့ဘူးမိုဒရစ်ချာယူရိုပါလိဖလားကိုဘယ်တော့မှမရခဲ့ဘူးအာလင်ဟာလန်တောင်မှဘာလွန်ဒီယောစုကိုဘယ်တော့မှမရခဲ့ဘူးပါဘူးဒါပေမဲ့ဒီစုဖလားတွေဂုံကျူစုတွေနဲ့စံချိန်တွေအားလုံးကိုလူတယောက်တည်းကပဲအကုန်လုံးပိုင်ဆိုင်နိုင်ခဲ့တာပါသူဟာကမ္ဘာဘောလုံးလောကကိုနှစ်ပေါင်း20ကျော်တိုင်းစိုးမိုးခဲ့တာထင်ပါတယ်သူဟာစံချိန်တွေကိုချူးဖြတ်ခဲ့တဲ့အချိန်ကာလကိုစင်ခေါက်ခဲ့တဲ့မျိုးဆက်ပေါင်းများစွာကိုလည်းအားချအတူယူစရာဖြစ်စေခဲ့ပါတယ်သူဟာစီကန်းရှိမှုစ조사မှုနဲ့ဇွဲထက်တမ်းမှုတို့ရဲ့ပြားယူတစ်ခုပါလူအများအပြားကတန်တရားဝင်နှုတ်ကြချိန်မှာတော့သူဟာထိတ်ဆုံးမှာပဲအမြဲတမ်းရပ်တည်နေခဲ့တာပါငါဘယ်သူအကြောင်းပြောနေလဲဆိုတာမင်းတို့သိကြတယ်မဟုတ်လားကုန်းမှန်မှာရေးခဲ့ပြကြပါအောင်